တာယာပျော်ရွှင်တဲ့ဂျေဇုတော်မနေ့ကလေးမှာအားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်သလိုပါတယ်ရှလောလူသားအားလုံးကြံစည်ရမမိနိုင်တော့ဖရာသခင်ဝမ်းမြောက်ခြင်းညီသက်ခြင်းပျော်ရွှင်ခြင်းကောင်းခြင်းမင်္ဂလာဖျားသည်တင်းနဲ့ကျွန်တော်မိသားစုပေါ်မှာတရားပါစေဘုရားသခင်ရဲ့ဂျေဇုတော်တသက်ကြောင့်28ရက်နေ့9လ2026သူရောက်ရှိလိုက်ဖြစ်ပါတယ်မိသားစုနဲ့အတူတကွတရားသူကြီးမဆာခန်းကြီးတေကနေဆင်ခြင်ခွန်အားယူခဲ့တာဆိုရင်ယနေ့တရားသူကြီးမဆာအခန်းကြီး14သို့ရောက်ရှိလိုက်ဖြစ်ပါတယ်အသက်ရှင်တော်မူသောဘုရားသခင်တို့ကပတ်တရားတော်ကိုအချိန်ပေးပေးနားဆင်ပေးတဲ့ပုံမှာအထူးပင်ကျေးဇူးတင်ရှိပါတယ်အရောက်တိုင်းဖျားရှင်ထူးကောင်းချီးပေးပါစေအတူတကွဆင်ခြင်ခွန်အားယူဖို့ရန်အတွက်နံပါတ်1မတူညီသောတဖို့ကိုမထမ်းနဲ့တရားသူကြီးမဆာခန်းကြီး14အပိုင်းငယ်3မိပါရောကတင်းသည်အယေဖျားလှီးခြင်းကိုမခံသောဖိလိတိလူတို့တွင်မယားကိုတွား၍ယူရမည်အကြောင်းတင်းအညီအကိုသမီးငါတို့အမျိုးသားချင်းသမီးတို့တွင်မိန်းမတယောက်မျှမရှိလောဟုဆိုတော်လဲရှန်ဆုံကထိုမိန်းမကိုတောင်း၍ပေးပါအလွယ်နှစ်သက်ပါသည်ဟုအပအားပြောဆို၏ရှန်ဆုံကဖိလိတိအမျိုးသမီးဖြစ်သောမိန်းမတယောက်ကိုမြင်တဲ့အခါမှာသူကကြွေသွားတယ်ကြိုက်သွားတယ်ယူချင်တယ်လက်ထပ်ချင်လာတယ်အဲ့ဒီခါမှာသူ့အဖေမာတော့ကိုပြောတဲ့အဖေအဲ့ဖိလိတိအမျိုးသမီးတယောက်ကိုကျွန်တော်ရဲ့ဂျင်ဖက်ကျွန်တော်ရဲ့မိန်းမအဖြစ်တောင်းပေးပါလို့ပြောဆိုခဲ့တယ်။ဒါနဲ့မိဘက no အယေဖျားမလှီးတဲ့တပားအမျိုးသားဖိလိတိလူတို့ကိုမင်းပါကြောင့်လို့ရွေးချယ်ရတာလေ။ငါတို့မှာမိန်းမတွေအများကြီးရှိရဲ့မင်းကြိတ်တာရွေးစမ်းပါ။တပားအမျိုးဖြစ်တဲ့ဖိလိတိအယေဖျားမလှီးတဲ့အမျိုးကိုတော့မင်းမယူပါနဲ့ဆိုမှရှာဆုံကိုသူတို့ပြောဆိုခဲ့တယ်။ဒါပေမဲ့ရှန်ဆုံကလက်မခံမှုအဖေတောင်းပေးပါဒါအလွန်နှစ်သက်ပါတယ်ဆိုပြီးတော့အဘကိုပြန်တောင်းချောင်းခဲ့ပါတယ်ခရစ်တော်နဲ့မိသားစုများတင်းနဲ့ကျွန်တော်ဘဝအတ္တထဲမှာလူငယ်ဖြစ်လာတဲ့အခါမှာအင်မတန်အရေးကြီးတယ်ကိုယ်နဲ့မတူညီတဲ့တဖို့ကိုမထမ်းပါနဲ့နှုတ်ကပတ်တော်ကထိုးထိုးလာပါတယ်မတူညီသောတဖို့ကိုမထမ်းနဲ့မတူညီသောတဖို့ဆိုတာပါလေတင်ဟာယုံကြည်သူတင်ရဲ့ကောင်မလေးကမယုံကြည်သူတင်ကအသက်ရှင်တဲ့ဘုရားကိုရရှိထားတယ်တင်ရဲ့ကောင်မလေးကသူ့ရဲ့စေစင်မျိုးစင်ဆက်ကတကယ်အသက်ရှင်တဲ့ဖခင်ကိုမသိဘဲနဲ့အခြားသောဖခင်တွေကိုကိုးကွယ်တဲ့ဘာသာမတူဂိုင်းကနာမတူဆွေမျိုးမတူအဓိကအရေးကြီးတာကဘာလဲဆိုရင်ယေရှုခရစ်တော်ဖခင်ကိုမမိကယ်နေပါရှင်ဖြစ်မယုံမကြည်မလက်ခံတော်သူကိုတဘိုးမညီတော်သူလို့ခေါ်ပါတယ်ခရိယန်ဖြစ်တိုင်းတဘိုးညီရဲ့လို့ပြောလို့မရဘူးတချို့ကအမြင်ခံဖြစ်တယ်တချို့ကယေရှုကိုလက်မခံဘူးယေရှုကိုမယုံဘူးဒါကြောင့်မလို့တူညီတဲ့တဘိုးဖြစ်ဖို့တဲ့အင်မတန်အရေးကြီးတယ်တူညီတဲ့တဘိုးဆိုတာသူလည်းယေရှုခရစ်တော်ဖခင်ကိုမမိကယ်နေပါရှင်ဖြစ်ယုံကြည်လက်ခံတော်သူဖြစ်ရမယ်ကိုလည်းဖခင်ကိုမမိကယ်နေပါရှင်ဖြစ်ယုံကြည်လက်ခံတော်သူဖြစ်မယ်ဆိုရင်ဒါတဘိုးညီတာဖြစ်တယ်ဒါကြောင့်လူငယ်တွေအထူးသတိပြုပါတဘိုးညီတဲ့အရာကိုပဲတွဲပါဖခင်စကားကိုအာခံပြီးနာခံပြီးတော့တဘိုးမညီတဲ့အရာကိုတင်ကတွဲဖက်မယ်ဆိုရင်ဒုနေမြင့်တိုးရမယ်အိမ်ထောင်ရေးအစင်မပြေမှုတွေရင်ဆိုင်ကြုံတွေ့နေနိုင်တယ်နားလည်တဲ့ဘုန်းတော်ဖျားမှာစားပါစေနံပါတ်၄ရှန်ဆုံဤစကဝဲတဲ့သူကြီးမစားအခန်းကြီး14ပိုင်းငယ်14ရှန်ဆုံကလည်းစားတတ်သောသူ၏အထက်ကအစာတန်ဆွမ်းသောသူ၏အထက်ကအချိုထွက်လေစွာဟုဆို၏ထိုစကဝဲအနက်ကိုသူတို့သည်3ရက်ပတ်လုံးရှာ၍မတွေ့နိုင်ကြရှန်ဆုံကလူပြိုထုံးစံတိုင်းသူဟာပွဲလုပ်တယ်အရသားတွေကရှန်ဆုံကိုမြင်တဲ့အခါမှာသူနဲ့အတူပွဲခံဖို့ရတဲ့အပေါင်းဖော်30တို့ကိုခေါ်ခဲ့တယ်။ရှန်ဆုံကပါပြောတယ်လေဆိုရင်ငါရဲ့ question ငါရဲ့မေးခွန်းကိုမင်းတို့ဖြေနိုင်မယ်။ငါပွဲခံရ9ရက်နှစ်တွင်မင်းတို့ဟာဖော်ပြနိုင်မယ်ဆိုရင်မင်းတို့ကိုငါခြုံထဲ30အင်ဂျီ30ငါပေးမယ်။အေးတကယ်လို့မင်းတို့ကငါရဲ့ question ငါရဲ့မေးခွန်းကိုအနဲ့အတိတ်ဘက်ကိုမဖော်ပြနိုင်ဘူးအဖြေမပေးနိုင်ဘူးဆိုရင်မင်းတို့ကငါကိုခြုံထဲ30နဲ့အင်ဂျီ30ငါကိုပေးရမယ်လို့ပြောတဲ့အခါမှာသူတို့ကလည်းသဘောတူလက်ခံခဲ့ကြတယ်ဖိလိတိအမျိုးသားတွေကရှန်ဆုံရဲ့စကခွက်ကို3ရက်ပတ်လုံးသူတို့ရှာတယ်လုံးဝမတွေ့နိုင်ဘူး4ရက်မြောက်သောနေ့မှာဖိလိတိယောက်ျားတွေကရှန်ဆုံရဲ့မိန်းမထံသွားပြီးတော့ကဲမင်းရဲ့ယောက်ျားရဲ့စကခွက်အနက်ကိုဖော်ပြပါချော့မော်ပြီးတော့အဖြေမရအောင်တောင်းပါတကယ်လို့မင်းကမတောင်းနိုင်ဘူးဆိုရင်မင်းနဲ့မင်းရဲ့အဆွေအမျိုးတွေကိုငါတို့မီးရှို့မယ်ရှန်ဆုံရဲ့မယားကိုအမျိုးမျိုးသူတို့ချင်းချောက်ခဲ့ကြတယ်အဲ့ဒီခါမှာရှန်ဆုံရဲ့မိန်းမကတော့သူကအိုးရှန်ဆုံမင်းကကိုမချစ်ဘူးလားငါရဲ့အမျိုးသားတွေကိုအဲ့ဒီစကခွက်မပြောရင်တော့မှနောက်ဆုံးမင်းရဲ့မယားဖြစ်တဲ့ငါကိုတော့မင်းပြောတင်ပါတယ်ငါကိုပြောပါလို့ပြောတဲ့ခါမှာရှာဆောင်ကငါရဲ့မိဘမှာငါကမပြောရနေတာမင်းကငါဘာလို့ပြောရမှာလဲဒီလိုမျိုးပြောပေမဲ့လေမိမကပွဲခံရ9ရက်စစ်တိုင်အောင်လင်ရှိမှငိုကြွေးတယ်9ရက်နေ့တိုင်အောင်အလွန်ပူစာတော့ကြောင်းလို့လာပါတယ်အလွန်ပူစာတဲ့ရှာဆောင်ကိုเนาะအခုကစကားနဲ့ပြောမှဆိုကိုရေပြောပါပူဆောင်တဲ့ခါမှာရှာဆောင်ကမိမကိုအနဲ့အတိတ်ပဲကိုပြောပြလိုက်တယ်
အဲ့ဒီအနေအတိတ်ဘက်ကိုပြောပြတဲ့အခါမှာ Freddy အမျိုးသားတွေကတီးသွားတယ်တဲ့ခါမှာအဲ့ဒီစကတ်ဘက်ကိုရှာဆောင်ကိုပြန်ပြောပြတယ်ဒါကိုရှာဆောင်ကတီးတဲ့ခါမှာငါနွားမပြိုနဲ့မထွန်လင်ငါစကားအဝတ်နဲ့ကိုရှာရဲမတွေးဘူးဆို၏ပြောချင်တာကငါရဲ့ရှာရှိတဲ့ငါရဲ့နွားမကမင်းတို့ကိုမပြောချင်မင်းတို့တီးမှာမဟုတ်ဘူးအဲ့ဒီရှာရှိတဲ့ငါရဲ့နွားမကြီးကမင်းတို့ကိုပြောလို့မင်းတို့ရဲ့ဖြေကိုတီးတာရှာဆောင်ကတော့ကန်ပြီးတော့အာရှကေလိုမျိုးကိုတွားပြီးတော့အမရှိတဲ့မြို့သား30เนาะအယောက်ပေါင်း30ကိုတတ်ပြီးမှသူတို့ရဲ့ခြုံထဲ30အင်ဂျီ30ကိုယူမှပြန်ပေးခဲ့လိုက်တယ်ရှာဆောင်ကတော့အမျက်ထွက်ပြီးတော့ရှုံးပြီးတော့เนาะသူကအိမ်ပြန်သွားတယ်သူရဲ့စကနိုင်လူတာသူပဲရှုံးသွားတယ်သူမိမကသစ္စာဖောက်တယ်နောက်ဆုံးသူကစိတ်ဆိုးပြီးတော့အမျက်ထွက်ပြီးတော့သူကအိမ်ကိုပြန်သွားတယ်အဲ့ဒါကြံခဲ့တဲ့မယားကိုရှာဆောင်ရဲ့အပေါင်းဖော်တယ်သူတငယ်ချင်းနေနဲ့ပြန်လဲပြီးတော့ပေးစားလိုက်တယ်တဲ့ရှာဆောင်ကမှားယွင်းစွာမိမတွေကိုယူမိတယ်ဖိလစ်တီအမျိုးတွေကိုယူမိတယ်အရေးဖျားမလှီးတဲ့အမျိုးတွေကိုရှာဆောင်ကယူမိတယ်ပေါင်းတင်မိတယ်မိဘစကားကိုနားမထောင်ဘူးဖယားစကားကိုနားမထောင်ဘူးဒီမိမဟာသူ့ရဲ့ပထမအဆုံးဘဝမှာသူ့ရဲ့စကနိုင်မှာသူ့ကိုဖောက်ပြန်သွားတဲ့မိမဖြစ်တယ်အဲ့ရှာဆောင်ယူတဲ့မိမဟာသူ့အပေါ်ဖောက်ပြန်တဲ့သစ္စာမရှိဘူးကိုယ့်ရဲ့ခင်ပွန်းအပေါ်မှာသစ္စာရှိရမယ်စာသူ့ရဲ့အမျိုးဖိလစ်တီအမျိုးဘက်မှာသစ္စာရှိတဲ့မိမဖြစ်တဲ့ရှာဆောင်ပေါ်ဖောက်ပြန်သွားတယ်နောက်ဆုံးမှာဆန်ဆုံဟာဖျားပုံးမထင်ရှားတဲ့ပြီးအမျက်ထွက်ပြီးတော့အပအိမ်ကိုပြန်သွားတယ်တင်ယူတဲ့မိမဟာအင်မတန်အရေးကြီးတယ်တင်းကိုတကယ် support ပေးသလားအထောက်အမကောင်းတော့တကယ်ဖြစ်ရလားတင်ယူတဲ့မိမကတင့်မျက်နှာကိုအိုးမဲတုံးနေသလားအထူးကိုယူဆိုင်ပါကိုယူတဲ့မိမဟာကိုယ့်ရဲ့မျက်နှာဘန်းကိုလှဆတဲ့သူဖြစ်ရမယ်ဒါသမီးရဲ့မျက်နှာဘန်းကိုလှဆတဲ့သူဖြစ်ရမယ်နောက်ဆုံးအသက်ရှင်တဲ့ဘုရားသခင်ရဲ့မျက်နှာဘုံးကိုထင်ရှားစေတဲ့မိမကောင်းဖြစ်ရမယ်ခင်ပွန်းအတွက်နောက်ခွဲကနေဆုတောင်းပေးတဲ့မိခင်ဖြစ်ရမယ်ဒါသမီးကိုဆုတောင်းကောင်းချီးပေးတဲ့မိခင်ဖြစ်ရမယ်ခင်ပွန်းကိုမကျင်စေရဘူးဒါသမီးကိုမကျင်စေရဘူးအသိတော်အတွက်မိသားစုတွေမိလူမျိုးအတွက်သားသမီးတွေနောက်ွယ်ကနေဆုတောင်းကောင်းချီးပေးတဲ့မိခင်ဖြစ်ရမယ်ကိုခင်ဘွားရဲ့မျက်နှာပန်းကိုလှစေတဲ့မိခင်ဖြစ်ရမယ်ဒီမှာရှာဆောင်ယူတဲ့မိမကတော့သူ့ရဲ့မျက်နှာပန်းကိုလှစေဖို့နေတဲ့သူ့ကိုလူကြတဲ့မှာအဆက်ခွဲတယ်ဖောက်ပြန်တယ်ဒါကြောင့်မလို့တင်ယူတဲ့မိမတင်းရဲ့စနီးတင်းရဲ့ကောင်မလေးကိုအထူးသတိပြုပါတကယ်ပဲမတူညီတဲ့တဘိုးဖြစ်နေရဲ့လားဆင်ခြင်သုံးသပ်ပါမတူညီတဲ့တဘိုးဆိုရင်အားပေးခြင်းနဲ့ဧဝံဂေလိဝင်ငါပေးပါဧဝံဂေလိဆိုင်နဲ့မိတ်ဆက်ပေးပါဧဝံဂေလိကြားနာစေပါကိုကလမ်းမခွဲနိုင်မှုဆိုတော့မှဆုတောင်းပေးပါဘုရားထမတူးနေမြရဲ့အစာရှောင်ပြီးတော့ကိုယ့်ရဲ့ကောင်မလေးတို့ကိုယ့်ရဲ့ကောင်လေးတွေဆုတောင်းပေးပါဆုတောင်းတစ်နှစ်နဲ့သုံးနှစ်လုံးဝမရဘူးအဆုံးမရတော့ဘူးဆိုရင်ကိုရောအလိုတော်မဟုတ်ရင်ကိုရောပဲဖယ်ရှင်းပေးပါဆိုပြီးတော့လမ်းခွဲဖို့ရန်အတွက်ခွန်အားပေးခြင်းနဲ့တွင်အားပေးခြင်းနဲ့နားလည်တဲ့ဘုရားတော်ဖျားမစားပါစေခြင်းနဲ့တရားသူကြီးမစားအခန်းကြီး14အဖြစ်မိသားစုများကိုအနေငယ်နှိုးဆော်တဲ့အတွက်ခွန်အားပေးလိုက်ပါတယ်ကြားဆန္ဒရှိသောသူမိဒီကကြားပါစေအရောက်တိုင်းဖျားရှင်ထူးကောင်းချီးပေးပါစေအာမင်